လူလောကရောက်လာတဲ့ပုဂ္ဂိုလ်တယောက်ကတတ်နိုင်တဲ့များကုသိုလ်များများလုပ်ဖို့ပြောတာအဲ့ဒီကုသိုလ်ကောင်းမှုမလုပ်နိုင်ဘူးဆိုလို့ရှိရင်ဘာကြောင့်မလုပ်နိုင်တာတော့လို့ဆိုရင်အဓိကကတော့ပမာဒမေ့လျော့တယ်မေ့နေတယ်ဆိုတာဘာလို့ဆိုရင်မျက်စိကမြင်တဲ့အာယုန်လေးရဲ့ဆွဲဆောင်ရနောက်လိုက်သွားတယ်နှစ်သက်စရာအာယုန်ဆိုရင်လောဘဖြစ်တယ်မနှစ်သက်စရာအာယုန်ဆိုဒေါသဖြစ်တယ်အဲ့ဒီနောက်ပါသွားတယ်ကြားလိုက်တဲ့အပန်းကလေးနောက်လိုက်သွားတယ်ရတဲ့အနံ့ကလေးနောက်လိုက်သွားတယ်တရက်နေရတဲ့အရသာလေးနောက်လိုက်တယ်ထိတွေ့ရတဲ့အထိတွေ့နောက်လိုက်သွားအဲ့ဒီအာနုန်တွေရဲ့ဆွဲဆောင်ရာကိုလိုက်သွားနေတာကိုပမာဒမေ့လျော့တယ်လို့ပြောတာအဲ့ဒီလိုလိုက်နေတယ်ဆိုလို့ရှိရင်ဒီလူရဲ့စိတ်ဟာကုသိုလ်ကောင်းမှုဘက်ကိုဥလဲပြီးတော့မလာဘူးကုသိုလ်ကောင်းမှုမှာအရေးအကြီးဆုံးကတော့ကိုယ်စိတ်လေးကကောင်းမှုဘက်ကိုဥလဲနေဖို့ပဲကုသိုလ်လုပ်လို့ရတာတွေကအများကြီးရှိတယ်လူနေမှကုသိုလ်ရတာမဟုတ်ဘူးကိုချင်းတရားလေးကိုဆင်ញင်လိုက်ရင်လည်းကုသိုလ်ရတာပဲမေတ္တာဘာဝနာပွားလိုက်ရင်လည်းကုသိုလ်ရတာပဲစိတ်ကောင်းနှလုံးကောင်းလေးထားတာလည်းကုသိုလ်ရတာကုသိုလ်ဘက်ကိုဥတည်လှည့်ပေးလိုက်တာနော်ဘုရားဆိုလိုတဲ့အတိတ်ဘက်က